ခွာပြီးတော့တောထွက်သွားလိုက်တာယခုဆို6နှစ်ကျော်ကြာညောင်းရာဇဂိုပြည်မှတဲ့ဖျားဖြစ်ပြီးတော့သတင်းသုံးနေလို့ကြားသိရပါပြီဆိုပြီးတော့ဝေလူဝေချေကြောင်းတော်အာကပိလာဝေကျနာကြွမြန်းပြီးလာစေရန်အတွက်အမတ်တယောက်ဘိုးကြီးတစ်ထောင်အမတ်တယောက်ဘိုးကြီးတစ်ထောင်အမတ်9ယောက်ဘိုးကြီး9တောင်ယဟန်ဝတ်သွားတယ်သာဖယားကြွမြန်းမလာရမို့မောင်ကာလူရာကြီးအမောင်ကာလူရာကတော့ဖယားရှင်သားတော်နဲ့နေစဉ်တောင်ကြီးကလေးဘွားကနေကအတူသွားသူစားမို့ဖယားအားအမောင်နောင်တော်အားပင့်ပေးပါလို့ဖယားတကယ်ကိုရမြတ်ကြီးဓမ္မလျှောက်ထားတောင်းပန်ရအတွက်အခွင့်တော်တာတယ်ဆိုရင်ပဲစာလုံးကြီးကပြရမှာဖြစ်ဆိုရင်ပဲဖယားတရားတော်နာကြပြီးတော့အာသောကိုခံရဟန္တာမတိကြီးဖြစ်သွားတပေါင်းလားခြေကားသမယရောက်တော်မှာတောဤသာယာဘုံတံဝိသာယာဘုံနဲ့ဂါထာပေါင်း60ကျော်နဲ့ရာဟုလာမတိကြီးကနေပြီးပင့်ဆောင်လိုက်တဲ့ချိန်ပါဗျာအားကြောင့်ကာနုဓမ္မဟာမယေခါရသည်ပါဗျာလို့ကပ်ပီလာပွေကျငန်းကြွမြန်းရခိန်တမ်းပါပြီဗျာလို့ဘုရားသခင်ကိုရောမြတ်ကြီးအားကာလူရာကြီးမထေရမြတ်ကဂါထာပေါင်း60ကျော်နဲ့ပင့်လျောက်တော်မှာဘုရားသခင်ကိုရောမြတ်ကြီးကရာဇဂိုဒီမကပ်ပီလာယူဇနာ60ရက်ပေါင်း60ကြွမြန်းပြီးတော့လာတဲ့ချိန်ခါမှာဖြင့်လက်ကြသာကွေမင်းသားမင်းသမီးတွေကနေပြီးမာမာနာတက်ခါဘုရားအားမကြောပါဘူးဗျာဘုရားနဲ့ရွယ်လူရန်တွေဒါရင်အကရောခိုင်းဒါကိုသိတဲ့ဘုရားသခင်ကိုရောမြတ်ကြီးကနေပြီးကောင်းနေမှာတေသောကတိုင်းနေရှင်းပြန်ပြီးတော့ယမကပြာရိဟာပြတော်မူတဲ့အချိန်သုရောရဏမဟာယာလာမင်းကြီးနဲ့ကသာကိဝေမင်းသားမင်းသမီးအပေါင်းကနေဥနေချိုးပြီးကြောပတ်စင်တယ်အဲ့ဒီမှာပောက်ကတော်ဝတ္တမောကြီးရွာသွန်းဖြုတ်ပြီးစံဇတ်တော်ကိုဟောကြားတော်မူခဲ့ပါလေဤမှနေပြီးတော့ရသောရရဲ့ဝိလေးကတော့အဆောင်ကမ်းမှာရှိနေလေရဲ့မောင်ဘုရားကတော့ငါမှာကျေးဇူးတင်ရှိတယ်ပါရမီဖြစ်ပဲဒီဖြစ်ခဲ့တဲ့ဘဝပေါင်းကနေလေးသိခင်တဲ့ကဘာတွေငါဖြစ်ခဲ့တဲ့ပါရမီတွေရှိခဲ့တယ်ငါကျေးဇူးတရားသိရင်ဖြင့်မောင်ဘုရားအဆောင်ကကြွမြန်းလာမှာသိလို့ဘုရားသခင်ကိုရောမြတ်ကြီးကရသောရရဲ့လေးအဆောင်ကကြွမြန်းတဲ့ချိန်ကမှာရသောရရဲ့ဝိလေးကဘုရားရှင်ခြေပေါင်းအစုံကိုနှစ်ခုဆန်းသာတင်းပြီးတော့ရေရှာရှာငိုဝဲနေစဒီမှာဘုရားကိုရောမြတ်ကြီးကသန္နာပိနိဇတ်တော်ကိုဟောကြားတော်မူခဲ့ပါလေရာဟုသတို့သားလေးအားအဲ့ဒါရွှေအစင်းကဲ့သို့ဝင်းမယ်နေတာဖြင့်သားဖယားရဲ့ဖဖယားပဲရွှေအိုးကြီးလေးလုံးရှိလေရဲ့ရွှေအိုးကြီးလေးလုံးအရာတောင်းတော်လို့ရတော်ရတဲ့ဝင်းလေးတိုက်တွန်းတော့ရာဟုလာသတို့သားလေးကသင်္ကာအေးလာဥပ္ပလာဗောဓိကဆိုတဲ့ရွှေအိုးကြီးလေးလုံးအရာတောင်းတော့ဘုရားသခင်ကတုံနေပါပဲဖိတ်ဖိတ်နေပြီးဏိကြောတာယုံကြောင်းကိုပြန်ကြွရာဟုလာသတို့သားလေးကသင်္ကန်းဆွေလိုက်ပါခဲ့လေကဲတာရိပုတ္တမထေရမြတ်တို့ရှင်အာနန္ဒာတို့ရာဟုလာသတို့သားလေးကတော့ရွှေအိုးကြီးလေးလုံးအရာတောင်းနေပြီးလောကီအမွေပေးရန်တန်လျာရှင်မှာမို့လောကီအမွေသံဃေတပကြအဝါကြီးသင်္ကန်းဆင်မြန်းပြီးတော့သင်္ကန်းပေးလိုက်ကြလို့ရှင်လောင်းရတာလေးအားသင်္ကန်းချီရာဟုလာအမွေတောင်းငန်းဤဇလန်းအားဗန္ဒလေးညီညီအောင်
ဘိတ်သိရှင်းမြိုင်ဆိုင်တန်းဝင်းတို့ကနေပြီးတော့ရာဟုလာအပွေတောင်းတာဇလန်းအားမှတ်တမ်းတင်လိုက်ချင်တာကတော့ဘာသာရဲ့ကျိုးဖယားရှင်တိုင်းကပြီလားဘာချီတော်မူလေရတာနာနမဟာဒေဝီအာရောကန္နာသာသနာတာကာကြီးဦးလေးတွေသာသနာတာကြီးကမာကြီးဒေါ်ဆန်းစန်းသိန်းသာသနာတာကာကြီးဦးအောင်မြင့်စိန်သာသနာတာကြီးကမာကြီးဒေါ်ညွန့်ရင်သာအလူတိုင်းကသာသနာတာကာလေးဦးတန်းမြင့်ဦးသမီးလူတိုင်းကမှာသာသနာတာကြီးကမာကြီးဒေါ်ချွတ်ချွတ်ဝင်းတို့ဤသာသနာအမွေခံတဲ့ပွဲဤသာလာရတနာလေးမောင်အောင်ဖြိုးမြမောင်အောင်ထုတ်ပိုက်တော်တို့အားသာသနာအမွေခံတဲ့ပွဲဤစင်ရင်ကျင်းပါတဲ့အချိန်သာသနာအမွေခံပွဲဤစင်ရင်ကျင်းပါတဲ့အချိန်မှာဖြစ်သာသနာဆွေတော်ရှိတော်မျိုးတော်ပေါင်းများတောင်းတော့ရွာမှာရှိကြတဲ့သာသနာဆွေတော်မျိုးတော်တွေရန်ကုန်မြို့မန္တလေးမြို့ကြောက်ပရောင်းမြို့အမြို့မြို့အနေနဲ့ရက်ကနေပြီးတော့ဦးတန်းမြင့်ဦးတို့ဒေါ်ချောချောဝင်းတို့ပုတ်ပေဝတန်လိဝံဒေနာပစ္စုပန်ကဣတိနာဝါချခဲ့ပြီးတော့ရေဆက်ခွန်နက်ခဲ့ပြီးတော့
သစ္စာတွေတည်ရအောင်လို့သာသနာ့ပရိဘောဂဒါနာများပြုလုပ်တော်မူကြတာဖြင့်သာသနာအာယုသာသနာတော်ဤတတ်တည်ရှေရအောင်လို့ဘုရားဘာသာဝင်သူတော်စင်များဓလေ့ထုံတန်းစင်လာသာသနာ့ဘာသာဥဒ္ဒန်ဒီဥသာသနာ့ဓာယိကမတော်ချုံချုံဝဲသာသနာ့ယရဏမိသားစုကနေပြီးတော့သာသနာ့ဘုရားဝဲကြီးချိန်ကျိန်တဲ့အောင်ဆင်နွဲနေပါပြီ။အားကြောင့်ဒါနပတော်သကမဝဆရောသီလပတော်အက္ခရိထောဘာဝနာတော်နေဘူးတော့သတုမာတဲ့တာဝန်ကောင်းနေစွာပါ